American နိုင်ငံရဲ့သမ္မတကိုတတ်ဖို့အတွက်သူမဟာကိုဝင်ဆောင်မျိုးသမီးအဖြစ်ဟန်ဆောင်ပြီးသမ္မတတဲကိုတဲ့ဟိုတယ်ခန်းပြင်ဘက်မှာစောင့်နေခဲ့ပါတယ်။သူမရဲ့လုပ်ရက်တွေကလုံခြုံရေးအဖွဲ့ရဲ့အာရုံကိုဖန်ဆားခဲ့ပါတယ်။နေမကောင်းဟန်ဆောင်ပြီးတွေးချိုကြနေလို့ချိုတဲ့အရာတစ်ခုခုလိုအပ်ကြောင်းပြောလိုက်ပါတယ်။လုံခြုံရေးအဆောင်တွေကသူမကိုကူညီဖို့ထွက်သွားချိန်မှာတော့သူမဟာအစောပိုင်းကဝတ်ထားတဲ့ဖုန်းကိုတိတ်တဆိတ်ထုတ်ယူပြီးသမ္မတစီချင်းကပ်ကသူယူလာတဲ့ဖုန်းနဲ့လဲလှယ်လိုက်ပါတယ်။အဲ့ဒီဖုန်းထဲမှာသူသုံးတာနဲ့တပ်ပစ်မဲ့လက်နက်တစ်ခုလွှတ်ဝတ်ထားပါတယ်။အဲ့ဒီလောက်အမြန်လုပ်ဖြစ်မယ်လို့သူမမမျှော်လင့်ခဲ့ပါဘူး။သူမဟိုတယ်ကနေမထွက်ခွာမီမှာပဲသမ္မတကတေဆုံးသွားခဲ့ပါတယ်။လုံခြုံရေးအကြီးအကဲကထွက်ပေါက်အားလုံးကိုပိတ်ဖို့ချက်ချင်းအမိန့်ပေးပြီးတန်တရားဖြစ်ဖွယ်ဘသူကိုမှမလွတ်စေရဘူးလို့သူ့ရဲ့အဖွဲ့ကိုပြောခဲ့ပါတယ်။လီဆာတက်လီကားရဲ့ရောက်တာနဲ့ပထမထပ်ကိုသွားမဲ့လုံခြုံရေးအဆောင်တစ်ယောက်ကသူမကိုတွေးလိုက်ပါတယ်။သူမဟာဟိုတယ်မှာမရင်းနှီးတဲ့မျက်နှာတစ်ခုတွေတော့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ချက်ချင်းဆိုသလိုတန်တရားဖြစ်ဖွယ်ရာဖြစ်ခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုလီဆာဟာအရင်စတင်လှုပ်ရှားလိုက်ပြီးအဲ့ဒီအမျိုးသားကိုအံ့အားသင့်စေခဲ့ပါတယ်။သူကလည်းချက်ချင်းပြန်တိုက်ခိုက်ဖို့ဓာတ်မြောင်တစ်ချတောင်းကိုထုတ်ခဲ့ပါတယ်။အဆောင်နဲ့ရုံရင်းဆန်ခတ်ဖြစ်နေတာကြောင့်လီဆာဟာထွက်ပြေးလို့မရခဲ့ပါဘူး။တက်လီကပထမထပ်ကိုရောက်တဲ့အခါမှာတော့သူမလွတ်မြောက်နိုင်ခြင်းမရှိပဲပြန်တက်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသူတို့ရဲ့တိုက်ပွဲကပြီးလူနီးပါးဖြစ်နေပါပြီ။သူမဝစ်ဆင်ထားတဲ့ကိုဝင်တူကအသက်ဆုံးရှုံးစေနိုင်တဲ့ဓာတ်ထုတ်ခံရမှုကနေကာကွယ်ပေးခဲ့ပါတယ်။အဆောင်ကရှုပ်ထွေးနေတော့မှလီဆာဟာသူ့ကိုမြေပြင်ပေါ်ဖိချုပ်ဖို့သူမရဲ့အင်အားအလုံးကိုတုံးပြီးတက်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတက်လီကတကားတွေကပြန်ပွင့်လာခဲ့ပါတယ်။တခြားရွေးစရာမရှိတော့တာကြောင့်လီဆာဟာအဆောင်ရဲ့တနက်ကိုယူပြီးအပြင်ကိုအလင်းစလိုပြေးထွက်ခဲ့ပါတယ်။သူမရဲ့ပြစ်ခတ်မှုကျွမ်းကျင်မှုနဲ့လျင်မြန်တဲ့လှုပ်ရှားမှုတွေကိုအသုံးပြုပြီးလေကားတစ်စီကိုဘေးကင်းစွာရောက်ရှိခဲ့ပါတယ်။သူမရဲ့ထွက်ပြေးမှုကအဆင်ပြေခဲ့တာဟာဖုန်းကနေလမ်းညွှန်ပေးနေတဲ့သူမရဲ့အဖွဲ့ဝင်ကအချိန်နဲ့တပြေးညီလမ်းညွှန်ပေးနေတာကြောင့်သာဖြစ်ပါတယ်။ဒါပေမဲ့အရာအလုံးပြည့်စုံစေဖို့အတွက်သူတို့မှာနောက်ထပ်အဆင့်တစ်ဆင့်လုပ်ဖို့ကြံနေပါသေးတယ်။လီဆာဟာအခန့်ပွဲခန်းမစီကိုပြန်ပြေးသွားပြီးသတင်းပေါက်တွေကိုစတင်ပစ်ခတ်ကမှန်တွေကိုကွဲစေခဲ့ပါတယ်။ပြီးနောက်သူမဟာကလထိုင်တစ်လုံးကိုကောက်ယူပြီးအပြင်ကိုပစ်ချလိုက်တာကြောင့်အောက်ကလမ်းပေါ်ကလူတွေကိုလန့်သွားစေခဲ့ပါတယ်။လုံခြုံရေးအဖွဲ့ရောက်လာတဲ့အခါမှာတော့လီဆာဟာသတင်းပေါက်ကနေခုန်ချပြီးထွက်ပြေးသွားခဲ့တယ်လို့အထင်မှားသွားခဲ့ပါတယ်။ဒါပေမဲ့ဒါကသူတို့ကိုအာရုံလွှဲဖို့လှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲလီဆာဟာလှေကားထက်မှာအဝတ်စားလဲနေခဲ့တာပါကိုဝင်တုကိုချုပ်ပြီးစပွဲထိုးမလေးတူလို့ပြန်ဝတ်ဆင်ခဲ့ပါတယ်ပြီးနောက်သူမဟာပထမထပ်ကိုအေးဆေးတည်ငြိမ်စွာရှောက်ဆင်းလာခဲ့ပါတယ်သူမဖြစ်သွားတဲ့အဆောင်ကဘာမှတန်တရားမဝင်ပဲသူမဟာရှေ့တကားကနေအခက်ခဲမရှိထွက်သွားနိုင်ခဲ့ပါတယ်ဒါပေမဲ့လီဆာဟာလျက်ပေါ်ပေါ်မနေပါဘူးလေ့ကျင့်ထားတဲ့လုံခြံရေးသမားတအုပ်အနေနဲ့လုံခြုံရေးအဖွဲ့ကတည်သွားနိုင်တဲ့အခြေအနေအတွက်အမြဲတမ်းသတိရှိနေခဲ့ပါတယ်မြေအောက်ယထာဘူတာကိုရောက်တဲ့အခါမှာတော့သူမဟာအဝတ်စားတွေကိုချက်ချင်းပြန်လဲလိုက်ပါတယ်ဒီတစ်ခါမှာတော့သူမဟာအရင်ကပုံစံတွေနဲ့လုံးဝမတူပဲဖက်ရှင်ကျတဲ့အမျိုးသမီးတအုပ်လိုဝတ်ဆင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်ထွက်ပြေးရေးအစီအစဉ်ကိုကူညီပေးနေတဲ့သူမရဲ့အဖွဲ့ဝင်တအုပ်အခက်ခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်